ဘယင်းတော်ကနောက်ရုပ်တိုက်ပွဲဘယ်မှာဖြစ်ခဲ့ဘယင်းတော်နောက်ရုပ်တိုက်ပွဲကရင်ပြည်နယ်လားကယားပြည်နယ်လားမွန်ပြည်နယ်လားချင်းပြည်နယ်လားသခိုင်းတိုင်းလားအေရဝတီတိုင်းလားဘယ်မှာဖြစ်ခဲ့တာတဲ့အေရဝတီတိုင်းပေါ့ဗျာအိမ်မဲအဲ့ဒီအောင်နန်းလေးမှာဒါမင်းမနိုင်ရိုးဆိုတာရှိတယ်ပေါ့ချောင်းပေါ့အဲ့ဒီချောင်းကိုဒါအဆွဲပြုပြီးနောက်ရိုးတိုက်ပွဲအခုတော့မင်းမနိုင်ရိုးဆိုပြီးတော့ခေါ်တဲ့နေရာပေါ့အိမ်မဲမှာရှင်ဗျာအဲ့ဒီချောင်းကြီးစီးနေတာရှိတယ်အဲ့မှာဖြစ်တယ်မွန်ဘရင်နဲ့မွန်ကောင်းဆောင်နဲ့ဖြစ်တယ်ဒါတော့လူရင်းနေတယ်ဟိုဘက်ကခုခံစစ်ကောင်းတယ်တက်လာတယ်များအကုန်ပြစ်ချနေတာပဲသေဖို့ပဲရှိတယ်ဘင်းတော်မလုပ်တယ်ဖောင်ဖြတ်ပြစ်လိုက်တယ်ဟုတ်လားအောင်းကိုအောင်းမယ်ဒါမြင်အောင်ကြည့်တာဟုတ်ပြီနော်အဲ့တော့တပင်ရွှေတိလက်ထက်နေရတပင်ရွှေတိရဲ့အာကိုယုံကြည်မှုသူကရထားတဲ့ပုဂ္ဂိုလ်ဗျတပင်ရွှေတိရဲ့အမနဲ့ရလို့ဘယင်းရဲ့နောင်တော်ကြီးဖြစ်လို့သူကဘယင်းနောင်ပြောတာဟုတ်ဗျသူ့ဘွဲကကြောထင်တော်ရထားလေဟုတ်လားဘယင်းရဲ့အမနဲ့ရလို့ဘယင်းနောင်ပြသွားအဲ့တော့ဒီဘွဲနိုင်ပြီဒီလိုမျိုးသွားတာအဲ့တော့ဖောင်ဖြတ်ဟိဘာလဲရှိုးရင်သေးလေသေမြေကြီးရှင်ရွှေတိဆိုအဲ့တော့တခါတည်းကပြောလို့ရီမန်းချက်ထားတဲ့ကအဲ့ဒီရီမန်းချက်ကိုမြင်းကိုမြင်းနေရ